မင်္ဂလာပါရှင်ထမင်းနေတပကံမီတပကံထထယူရမယ်အရန်စားကောင်းတဲ့ဘဲအချိုပေါင်းလုံးနည်းလေးကိုတင်ဆက်ပေးလိုက်ပါရရှင်ဘဲအသားရဲ့အရွယ်စားကိုတော့မိမိကြိုက်နေတဲ့ရာအရွယ်စားလေးတွေတုံးပြီးတော့မှစေးကြောတန့်စင်ထားပေးရပါမယ်ပြီးရင်တော့စေးကြောတန့်စင်ထားတဲ့အသားတွေကိုစားငရုတ်ကောင်းမုံငါးမျိုးစက်တရုံမဆလာပဲငံပြာရီအငန်းပဲငံပြာရီအချိုရှလကာရီအဲ့ဒါတွေအားလုံးကိုတေချာလေးရောထည့်ပြီးတော့မှနေပြီးနှက်အောင်နေပေးရပါမယ်ပြီးရင်တော့အနည်းဆုံးတစ်နာရီလောက်အသားတွေကိုအရသာတွေစိတ်ဝင်သွားအောင်နှက်ထားပေးရပါမယ်ဘဲပေါင်းတဲ့အခါမှာလက်စွပ်ပေါအိုးနဲ့မှမဟုတ်ပါဘူးเนาะမိမိအိမ်မှာရှိတဲ့မိမိအဆင်ပြေတဲ့ပေါအိုးနဲ့လည်းသုံးပြုလို့ရပါတယ်ကျမကတော့ဒီနေ့မှာအလင်းလိုတဲ့အတွက်ကြောင့်မို့လို့လက်စစ်ပေါင်းလေးကိုပဲအသုံးပြုခဲ့ပါတယ်။မှောက်ဦးဆုံးတန်လွင်စီကိုကျမကြီးအတွက်အသုံးပြုထားပါတယ်နော်။တန်လွင်စီထည့်ပြီးဆိုလို့ရှိရင်တော့စက်သွန်ဖြူနဲ့ဂျင်းကိုထည့်ပြီးတော့စီတက်ပါတယ်။ပြီးတော့တစ်ဆက်တည်းမှာပဲတစ်ချဘိုးခေါက်လင်းငင်းပွင့်နဲ့ဖာလာစီအမဲတို့ပါထည့်ပြီးတော့မှစီတက်ပါမယ်။စီတက်တာမှုေးလာပြီဆိုလို့ရှိရင်တော့မှောက်ဦးဆုံးကျမတို့နှက်ထားတဲ့ဘဲအသားတွေကိုထည့်ပါမယ်။ဘဲအသားလေးတွေရွှေညွှေရောင်တန်းလာတဲ့အထိသူ့အရင်နဲ့သူလှိမ့်ပြီးတော့မှအချက်ထားပေးရပါမယ်အခုဆိုရင်တော့ဘဲအသားနဲ့အရေလေးတွေထွက်လာပါပြီကျမကတော့အဖုံးလေးပိတ်ပြီးတော့မှအရေခမ်းလေးဒီဆက်ပြီးတော့ချက်ထားပေးခဲ့ပါတယ်မိနစ်20ခန်းချက်ထားပေးလိုက်တာဘဲအသားနဲ့အရေလေးတွေခမ်းသွားပြီဆိုတော့အခုရေနွေးထည့်ပါမယ်ရေကိုတော့ဘဲအသားမြုပ်ယုံလောက်ပဲထည့်ပြီးတော့မှမိနစ်30ခန်းအဖုံးပိတ်ပြီးတော့မှချက်ထားပေးလိုက်ပါတယ်အခုမိနစ်30ပြည့်သွားပြီဆိုတော့ပေါင်းဦးရဲ့ pressure ကို release လုပ်ပါမယ်အကယ်လို့မိမိကပေါင်းဦးနဲ့ချက်တယ်ဆိုလို့ရှိရင် pressure ထုတ်ဖို့အရန်အရေးကြီးပါတယ်နော် pressure မထုတ်ဘဲနဲ့အိုးမဖွင့်ပါနဲ့နော်အန္တရာယ်ရှိပါတယ်ကျမကတော့အသားလေးချက်ပြီလားဆိုပြီးတော့မှဘယ်လောက်ထိနူးပြီလဲဆိုပြီးတော့မှစမ်းကြည့်ခဲ့ပါတယ်အသားလေးကလည်းအရန်နူးညံ့နေတာပဲအဆင်ပြေပါပြီနော်ကျမကတော့အဆက်အရသာနည်းနည်းလိုချင်တဲ့အတွက်ကြောင့်မို့လို့ငုတ်တိအပူတောင်လေးတွေထည့်တယ်ပြီးတော့ငါးမျိုးဆက်မဆလာနဲ့ငယ်ထည့်ဖြူပြီးတော့မှ10မိနစ်ခန့်ထပ်ပြီးတော့မှတည်ခဲ့ပါတယ်ဒီနေရာမှာတခုအကြံပြုချင်တာကဘဲအသားချက်တဲ့ခါမှာ spices တွေရဲ့ပမာဏကိုတော့မိမိနှစ်သက်တဲ့လောက်တင့်တော်တဲ့လောက်ကိုချိန်ဆပြီးတော့မှထည့်ပါလို့အကြံပြုချင်ပါတယ်ရှင်ခုနကဆက်တင်လိုက်တာ7မိနစ်လည်းပြည့်သွားပြီဆိုတော့သူ့မှာကြံတဲ့အရေးကလည်းအနေတော့ပဲအနှံ့ကတော့မှုေးချိုင်းနေရောပဲမိမိကဒီနေရာမှာကြိုက်နေတတ်တယ်ဆိုလို့ရှိရင်အာလူတို့မုံလာဦးနေတို့လည်းရောထည့်ပြီးတော့မှချက်လို့ရပါတယ်နော်အရန်စားကောင်းတဲ့ဟင်းတစ်ခွက်ဖြစ်မှသိကြပါတယ်ကျမကတော့ဓပုံရိုက်ရန်အတွက်စက်သွမိတ်လေးတွေလှီးပြီးတော့မှအခုလိုမျိုးအလားဆင်ခဲ့ပါတယ်ဒါကတော့ optional ပါမိမိကြိုက်နေတဲ့ဆိုလို့ရှိရင်လည်းထည့်ပြီးတော့စားသုံးနိုင်ပါတယ်เนาะအခုဆိုလို့ရှိရင်တော့ထမင်းပူပူလေးနဲ့အသားလေးနှူးညံ့ပြီးတော့အရသာအရန်ရှိတဲ့ထမင်းနဲ့တပကံမိတကပံထပ်ယူရမယ်ဟင်းပွဲလေးတစ်ခုကိုရရှိခဲ့ပါပြီအားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်เนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye